မေကွန်လေးရတော့အနားတစ်ဖက်ကို10 cm ရှည်စတုရန်ကနေပြီးတော့ဒီလိုပုံစံလေးဖြတ်လိုက်မယ်ဆိုရင်တဲ့ပုံအသစ်လေးရဲ့ပတ်လည်အနာကဘယ်လောက်ဖြစ်မလဲတဲ့အဖြစ်မှန်ကတော့နံပါတ် C 40 cm ဖြစ်ပါတယ်။ဘာကြောင့်40 cm ရတာလဲကြည့်ကြည့်အောင်။ပုံအသစ်နဲ့ပုံအဟောင်းနဲ့ကိုနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်ပုံအသစ်ရဲ့အနားတစ်ဖက်ချင်းစီကပုံအဟောင်းရဲ့ဖြတ်ထားတဲ့တစ်ဖက်စီနဲ့တူတူပဲ။ဒါကြောင့်မို့ပုံဟိုဘက်ဒီဘက်အားလုံးပေါင်းလိုက်ရင်လည်း30ပဲရမှာဖြစ်တဲ့အတွက်အကောလုံးပတ်လက်အနာဆိုတော့အနာတွေအကောလုံးကိုပေါင်းလိုက်တော့30 10 10 10 10နဲ့40 cm ဖြစ်သွားတာပါ